I don't know about that, but you know how we do right here. Grand Hotel ရဲ့ executive room ရဲ့ရေချိုးခန်း type လေးကိုလိုက်ကြည့်လိုက်ရအောင်နော်ဒါကတော့တနည်းရေချိုးပေါ့နော်သူကတစ်ခုကောင်းတာအကြတော့ဒီမှာထိုင်ပြီးတော့ရေချိုးလို့ရအောင်လေးလောက်ထားပြီးတယ်ပေါ့နော်အခန်း room type ကတော့အရန်ကို luxury summer ရှင်ဒီမှာကတော့ toilet သူလည်းအတူတူပဲပေါ့နော်ဒီ executive room ကနေစတယ်ဆိုမယ်စတဲ့ခန်းကနေစပြီးတော့ bathtub ရှိတယ်ပေါ့နော် bathtub ကို stand ကိုရှိတာဖြစ်တဲ့အတွက်အရန်အဆင်ပြေတဲ့ဟာပေါ့နော်အခုstaycation ဖြစ်လို့ရှိရင်လည်းအရန်ကြိုက်ကြတဲ့ hotel room type တွေကတစ်ခုဖြစ်ပါတယ်ရှင်အဲ့ဆိုရင်တော့ဒီ bed ကိုတက်ကြည့်ရအောင်နော်ဒီမှာဆိုရင်တော့ mini bar ပုံစံလေးသူကအသေးလေးထားပြီးထားတယ်ထုံးစံတိုင်းဒီထဲမှာဆိုရင်တော့ coffee ပါညာနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးရှိမှာပေါ့နော်ပြီးတော့လို့ရှိရင်တော့ဒီမှာကတော့ twin bed နဲ့ပြထားပါတယ်ပုံမှန်ကတော့သူက king bed နဲ့လည်းယူလို့ရတယ် twin bed နဲ့လည်းယူလို့ရတယ်ပေါ့နော်အရင်မေးတာဖြစ်တာကတော့ဒီအခန်းမှာဝရဏပါလားဆိုရင်တော့ executive room မှာကတော့ဝရဏမပါဘူးပေါ့နော်ဒီမှာဆိုရင်အလုံးလုံးလို့ရမယ့်နေရာလေးလည်းရှိတယ်တော်တော်လေးကျယ်ပြီးတော့ luxury ဖြစ်ပါတယ်ရှင် view ကတော့ဒါတော့အခုလောလောဆယ်ကတော့ဒီဘက်ကိုမြင်ရတယ် city view လို့ပဲပြောရမှာပေါ့နော်ဒီဘက် view ကိုပဲမြင်ရပါတယ်ရှင် executive room ကတော့ view အရင်တော့လှတာတော့မဟုတ်ဘူးပေါ့နော် view ရမ်းလှတာကြိုက်တယ်ဆိုရင်တော့ဒီတက်မြင့်တဲ့ upgrade ခန်းလေးတွေယူဖို့ recommend ပေးချင်ပါတယ်ရှင်